အားလုံးပဲမင်္ဂလာပါ Next January Mix မှာကြိုဆိုပါရရှင်။တစ်ဂါဇာဒေသအဖြစ်အခတ်ရစရင်နဲ့လူသားချင်းစာနာမှုဆိုင်ရာဆွေးနွေးမှုများအရှိအလဲပိုင်းဒေသတွင်ငြိမ်းချမ်းရေးရရှိရန်နိုင်ငံတကာမှဖိအားပေးနေမှုများနဲ့အတူနောက်ဆုံးရအခြေအနေများနှစ်ယူကရိန်းစစ်ပွဲနဲ့ဥရောပလုံခြုံရေးဆိုင်ရာ NATO ၏ထုတ်ပြန်ချက်စစ်ရေးအကူအညီများပိုမိုပေးအပ်ရန်ပြင်ဆင်နေမှုနဲ့ဒေသတွင်တင်းမာမှုအခြေအနေများသုံးအမေရိကန်သမ္မတရွေးကောက်ပွဲအကျိုးလူထုစန္ဒကောက်ယူလလများလာမယ့်ရွေးကောက်ပွဲအတွက်အဓိကသမ္မတလောင်များ၏ပြိုင်ဆိုင်မှုနဲ့မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ၄ AI နည်းပညာသစ်ကကမ္ဘာအလို့အကွိုက်ဈေးကွက်အပေါ်တက်ရောက်နိုင်မှု Artificial Intelligence ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူအနာဂတ်လုပ်ငန်းခွင်ပြောင်းလဲလာနိုင်သည့်အလားအလာများ၅အာရှနိုင်ငံအချို့တွင်ကြုံတွေ့နေရသည့်ပြင်းထန်သောအပူလိုင်အန်တရယ်ရာသီဥတုဖောက်ပြန်မှုကြောင့်အပူချိန်စံချိန်တင်မြင့်တက်နေမှုနဲ့ကျန်းမာရေးတတိပေးချက်များ၆ကမ္ဘာရွှေဈေးနဲ့ရေနံဈေးနှုန်းများအတက်အကျအခြေအနေနိုင်ငံတကာစီးပွားရေးမတည်ငြိမ်မှုများကြောင့်ကုန်စည်ဈေးနှုန်းများပြောင်းလဲနေသည့်ဖြစ်စဉ်ခွန်အာကာသစူးစမ်းလေ့လာရေးတွင် SpaceX နဲ့ NATO တို့၏ပူးပေါင်းဆောင်ရွက်မှုလက်ကမ္ဘာသို့တွားရောက်မဲ့ခရီးစဉ်သစ်များနဲ့နောက်ဆုံးပေါ်ဒုံးပြန်နည်းပညာစမ်းသပ်များရှစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှတတိပေးလိုက်သည့်ကူးစက်ရောဂါအသစ်များပြည်သူ့ကျန်းမာရေးအတွက်ကြိုတင်ကာကွယ်မှုများပြုလုပ်ရန်နှိုးဆော်ချက်များနဲ့သုတနာလက်လက်များကိုတောင်ကျုံရောက်ပင်လေအတွင်တင်းမာမှုများနဲ့ဒေသတွင်လုံခြုံရေးအင်အားကြီးနိုင်ငံတကာအကြားပိုင်နက်အငြိမ်ပွေမှုနဲ့အာဆီယံနိုင်ငံများ၏ယက်တီချက်သစေကမ္ဘာယုံရှင်ပွေတို့များနဲ့အနုပညာလောက၏ထူးခြားဖြစ်စဉ်များဤတည်များတွင်မှလူကြီးမင်းတို့အနေဖြင့်ညဲသည့်အကြောင်းအရာကိုအစိမ်ဝင်စားဆုံးဖြစ်သည်။မှတ်ချက်တွင်ဆွေးနွေးသွားနိုင်ပါရရှင်။နေ့စဉ်ကမ္ဘာသတင်းများကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ကျမတို့ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်။